ကဲတောင်းဆိုသူများမျောလင့်ဆောင်စားနေတဲ့စက်သားမြင်ပေါင်မုံလေးလာပါပြီခင်ဗျာပေါင်ဝင်ပစ္စည်းအားလုံးကိုပုံမှန်စာနန်းလေးတွေထူထားပေးပါတယ်အဲ့တိုင်းလေးပဲချိန်လိုက်ပါတယ်ဥစ္စာပထမကျွန်တော်တို့တရားရဲ့ကြက်ဥရဲ့ရေကိုနေစဘူးတဲ့ကိုရင်ထည့်မယ်ထည့်ပြီးတော့ရင်ခဏလောက်တက်ပြီးမွေမယ်ပြီးရင်အမုတ်တွေအားလုံးကိုထည့်ပြီးတော့ပုံမှန်ပေါင်မုံမွေတဲ့အတိုင်းလေးပဲဂျုံနာညက်ဒီထိမွေပေးလိုက်မှာဖြစ်ပါတယ်ပြီးပြီဆိုရင်ဂျုံနာတော်တော်ညက်တဲ့ချိန်ကျရင်စားထည့်မယ်ဂျုံနာ80ရာခိုင်နှုန်းလောက်မွေပြီးတဲ့ချိန်ကျမှမာဂျရီနထည့်မယ်မာဂျရီနနဲ့နှွားရင်ပမုန်နာရပါပြီခင်ဗျာပမုန်နာရပြီဆိုရင်ကျွန်တော်တို့စီတုံထားတဲ့ဘန်ဒမန်မှာတင်မယ်ပြီးရင်မိနစ်45မိနစ်ကနေတနားရီလောက်ထိနှက်ထားပေးရမှာဖြစ်ပါတယ်ချိန်ပြည့်ပြီဆိုရင်တော့ရူလာနဲ့ကျွန်တော်တို့အပြားခတ်ပြီးတော့ဘန်ဒမန်ပေါ်မှာညီညီလေးညီအောင်ပြားပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ခရင်လေးနဲ့အပေါက်ကလေးတွေဖောက်မယ်အပေါက်ကလေးတွေဖောက်ပြီးပြီဆိုရင်ကျုပ်တလုံးကိုခောက်ပြီးတော့ခြေနေအောင်ခောက်ပြီးတော့ကျုပ်ရေလေးကိုရှက်ရှက်လေးတုပ်ပေးပြီးတော့ပုံမှန်ပေါင်းခန်းထဲမှာပဲကျွန်တော်တို့အချိန်တနားရီခွဲတိတိအပွက်ခံထားမှာပဲဖြစ်ပါတယ်ပေါင်းခန်းရဲ့ပူချိန်ကအပူချိန်40နဲ့45ဒီဂရီဆက်စီရဲ့ကြားနဲ့ဆိုထိုင်းစ85နဲ့80ကြားဖြစ်ပါတယ်ကဲပေါင်မုံနှစ်ဆလောက်ပွားတဲ့ချိန်ကျရင်အပေါ်ကိုကြက်တုံမိတ်များများလေးဖြူမယ်ခါကျဲဦးလေးကိုကြစ်ကလေးနဲ့စစ်စစ်လေးချစ်မယ်ဆောင်းလောင်းလေးစစ်စစ်လေးညှစ်ပြီးတော့ရင်အပေါ်မီး120အောင်မီ190နဲ့10မိနစ်လောက်ပုတ်ပေးရမှာဖြစ်ပါတယ်မုံချက်ပြီးတော့အေးခံထားပြီးပြီဆိုရင်မုံကိုလမ်းမယ်ကျွန်တော်လေတက်တဲ့ကိုဓာတ်လေးနဲ့ပိုင်းလိုက်မယ်ပိုင်းပြီးရင်ဆာလာအချိုလေးတုပ်ပြီးတော့ကျွန်တော်တို့အခုဗီဒီယိုမှာပြထားတဲ့အတိုင်းလေးပဲဆက်ပြီးတော့အနောက်ဆင်လိုက်မှာဖြစ်ပါတယ်ဒီနေရာမှာစက်သားမြင်ပေါင်မုံလိတ်အကြီးရောဗီဒီယိုရဲ့အဆုံးမှာစက်သားမြင်ပေါင်မုံအသေးရောကျွန်တော်နှမျိုးလုံးကိုလုပ်ပြထားပါတယ်မိတ်ဆွေများကြိုက်လက်တက်ပုံစံကိုအသုံးပြုနိုင်ပါတယ်ခင်ဗျာကဲဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးရှိမယ်ဆိုရင် like and follow လေးလုပ်ခဲ့ပါဦးဗျာခုမကြည့်အားနေရင်လည်းတစ်ချက်စိတ်ထားလို့ရပါတယ်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်အားလုံးမင်္ဂလာရှိတော့နေ့လေးဖြစ်ပါစေခင်ဗျာတင်ပြီးတည်းများဗီဒီယိုတွေရဲ့အကျိုးအကြောင်းအဆိုးကောင်းတွေအပြင်နောက်ထပ်ဘာမှမလေးတွေတင်စေချင်တယ်လဲဆိုတာကိုလည်း comment မှာဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာ